အပြာရုပ်ရှင်လောကကနေထွက်ခွာသွားပြီးဖြစ်တဲ့လာနာရိုချာအခုချိန်မှာသူ့ရဲ့အတိတ်ကမှတ်တမ်းဟောင်းတွေကိုဖျက်သိမ်းဖို့ကြိုးစားနေပါတယ်။သူမဟာကိုယ်တိုင်ပါဝင်ခဲ့တဲ့ဗီဒီယိုပေါင်း400ကျော်ကိုအင်တာနက်ပေါ်ကနေဖယ်ရှားပေးဖို့စိတ်ငင်းမှန်တဲ့တောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့တာပါ။သူဒီလောကထဲကိုဘလို့ရောက်သွားတာလဲဆိုတော့လော်ဒတ်ရဲ့အဆိုအရာအဲ့ဒီတုန်းကသူဟာအသက်လည်းငယ်တယ်ငွေကြီးလေးအခက်အခဲရှိနေခဲ့တယ်။ဒါအပြင်ဒီလောကထဲဝင်လာဖို့သွေးဆောင်ဖျားယောင်းခံခဲ့ရတာအလေးအညာခံခဲ့ရတာလို့လည်းသူကဖွင့်ဟထားပါတယ်။အခုဆိုရင်သူဟာဒီအလုပ်တွေကိုရပ်နာပြီးတာမန်ဘဝတစ်ခုကိုကြံထူထောင်ဖို့နှစ်နဲ့ချီပြီးကြိုးစားခဲ့ရပါတယ်။အရေးကြီးဆုံးကအခုသူဟာမိခင်တယောက်ဖြစ်နေပါပြီ။သူ့ရဲ့အကြီးမားဆုံးစွန့်ဟင်စိတ်ကတော့ရှုရှင်းလေးပါ။တနေ့သူသားကြီးလာလို့အွန်လိုင်းပေါ်မှာသူ့အမေရဲ့အတိတ်ကရုပ်ရှင်တွေကိုတွေ့သွားမှာကိုပါပဲ။သူကတားဖြစ်သူရဲ့ရှိမှာအတိတ်ကအငြိအကျေးတွေမရှိပဲမိခင်ကောင်တယောက်အနေနဲ့ပဲရက်တည်ကျင်နေတာပါဒီလိုရဲရဲဝံ့ဝံ့ဖွင့်ထားတောင်းဆိုမှုအပေါ်မှာတော့လူတော်များများကသူ့ဘက်ကရက်တည်ပေးခဲ့ကြပါတယ်လူတိုင်းမှာဒုတိယအခွင့်အရေးရှိတဲ့တယ်ဆိုပြီးသူ့ကိုအားပေးစကားတွေပြောနေကြပါတယ်ပရိသတ်ကြီးရောဘလူးမြင်လေတချင်ကလုတ်ခဲ့ပြီးဖြစ်တဲ့အရာတစ်ခုကိုအခုပရစ်စွန်ပယ်မှာမိခင်တယောက်အနေနဲ့ဖျက်ခွင့်တောင်းဆိုတာဟာမှန်ကန်ရဲ့လားသူ့ရဲ့တောင်းဆိုမှုကိုလိုက်လောတင်လားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြီးခဲ့ကြပါအောင်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဘူတူဒါရီထူးခြားတဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေမှာမို့မေမေလို့ရဲ့မြန်မာ Entertainment Hub Channel ကို like လုပ်ပြီး subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်